DJI ရဲ့ product တွေတဲကမှာရောင်းအကောင်ဆုံးသော product တစ်ခုဖြစ်တဲ့နောက်ဆုံးပေါ်အတစ်ချက်ဆက် update ထွက်ရှိထားတဲ့ version DJI ရဲ့ Osmo Mobile 8P လေး compact mobile distribution မှာရောက်ပြီရှင်Mobile 8P ရဲ့အားသာချက်လေးကတော့ screen control လေးပါဝင်လာတာပဲဖြစ်ပါတယ်ရှင်။အဝေးကနေဗီဒီယိုတွေကိုရိုက်ချင်တဲ့အခါမှာကိုယ့်ရဲ့လှုပ်ရှားမှုအသေးစိတ်တွေကိုကိုယ်တိုင်ထိန်းညှိပေးနိုင်တယ်လို့ရုပ်ရှင်ဆန်ဆန်ဗီဒီယိုတွေကိုလည်းကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ကိုယ်ပုံရိပ်တွေကိုကိုယ်တိုင်ထိန်းညှိနိုင်တဲ့စနစ်ပါဝင်လာပါတယ်ရှင်။အရင် version တုန်းကဖုန်းကင်မရာငြိမ်သက်ရုံအတွက်ပဲသုံးခဲ့ကြပေမဲ့အခု Mobile 8P မှာကတော့အလုတ်ပေးနိုင်တဲ့ AI tripod အဆင့်လုံးဝ update ဖြစ်သွားခဲ့ပါတယ်။ကဲ version update ဖြစ်နေတဲ့ Mobile 8P လေးကိုလက်လီလက်ကားမယူအားပေးလို့ရပါပြီရှင်။အရေးအတွက်နေတာကြောင့်လက်တွက်မှရမယ်နော်။နောက်တစ်ခေါက်ပစ္စည်းထက်ရောက်ဖို့ရှိတာကြောင့်လည်း order ကြိုပေးထားသူတွေကိုဦးစားပေးပြီးရောင်းချပေးသွားမှာပါရှင်။ order ကြိုပေးထားတာဆိုလို့ pre-order ကောက်တာမဟုတ်ပါဘူးရှင်။ in-stock ပစ္စည်းရောက်တဲ့အချိန်ရောက်မှာcustomer လက်ထဲကိုရော့ပရများရော့နဂါဆိုပြီးတော့ပစ္စည်းထည့်ပေးမှာပါရှင်အသေးစိတ်အချက်လက်ကိုတော့ compass ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့3996931313နဲ့3999959313တို့ဆက်တွယ်နိုင်ပါတယ်ရှင်